အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးဖို့အာဆင်နယ်အသင်းဘက်ကအကြောင်းလေးတစ်ခုယူလာပါတယ်အသင်းမှာလေတိုက်စစ်မှုတွေတန်းရတယ်တော်တော်များနေတဲ့အချိန်မှာမထင်ထားတဲ့နေရာကနေအဖေတစ်ခုထွက်လာသလိုပဲဟုတ်ကဲ့အဲ့ဒါကတော့ကွင်းလေကစားသမားရှေ့တန်းတင်ပြီးတုံနေတာပဲအဲ့ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းလဲဗျChampions League မှာ Slavia Prague ကိုနိုင်တဲ့ပွဲလေအဲ့မှာသူကငကိုးတောင်တွင်းသွားတယ်ဆိုတော့ဒါသူ့နေရာတက်မှာအသားကျနေပြီလားဆိုပြီးပြောစရာဖြစ်လာတာပေါ့ဟုတ်ပါတယ်ဆိုတော့လေဒီနေ့ကျမတို့ BBC Sport ကဆောင်းပါးလေးတစ်ခုကိုအခြေခံပြီးတော့ဒီကြောင်းကိုနည်းနည်းလေးနက်နာကြည့်ရှင်ပါတယ်ဒီလိုတိုက်စစ်မှုနေရာကိုဘယ်လိုရောက်သွားတာလဲဘာလို့ဒီနီလန်ကအလုပ်ဖြစ်နေပုံရတယ်လဲပေါ့နော်ဟုတ်ကဲ့ပြီးတော့အခုဒိုင်ယာရီဝိုင်းနေတဲ့ Arsenal တက်ရောဒါဘယ်လိုအတိတ်ပဲရှိလဲဆိုတာလေးဆွေးနွေးကြည့်ကြအောင်ကဲအရင်ဆိုSlavia Prague နဲ့ပွဲကသူစွမ်းဆောင်ရအစလိုက်ကြမလားကောင်းပါပြီအဲ့ဒီပွဲမှာအမေရီနိုတော်တော်လေးခြေစွမ်းပြနိုင်ခဲ့တယ်ဒုတိယပိုင်းဆဆချင်းမှာပဲလေLeandro Trossard ကဘောလုံးလေးလမ်းခေါက်ပေးလိုက်တာကိုသူကဂိုးရှိမှအချင်းကိုက်နေရယူပြီးတော့တစ်ချက်တည်းပိတ်သွင်းသွားတာတော်တော်လာတဲ့ကိုပဲအဲ့ဒီကိုကတကယ်ပွဲကိုအလဲပြောင်းဖြစ်စေခဲ့တာနော်ဒုတိယကိုကတော့ဘယ်လိုသွင်းသွားတာလဲရှင်ဒုတိယကိုကလည်းသူ့ရဲ့နေရယူပုံကောင်းတာကိုပြတာပဲDeclan Rice ကဘယ်ချမ်းကနေ cross တင်လိုက်တာဟုတ်ကဲ့အဲ့ဒါကိုသူကဂိုးရှိမှခေါင်းနဲ့တိုက်သွင်းသွားတာတကယ်တိုက်စစ်မှုစစ်စစ်လို့ finishing ပဲဗျာဒီနီကိုနဲ့အနိုင်သုံးမှကာရာတီချသွားတော့ဒါပေမဲ့စဉ်းစားပြရကသူကအဲ့နေရာကိုဘယ်လိုလုပ်ရောက်နေတာလဲဆိုတာပဲအတင်းရဲ့ပုံမှန်တိုက်စစ်မှုVictor Gyökeres ရှိနေရင်သူရှိတဲ့တက်ကစားစရာအကြောင်းမရှိတော့ဘူးလीနော်အတိအကျပဲဗျာ Gyökeres ကအခုကြွက်ထားတန်ရအကြောင်းနားနေတာသူ့တန်ရကဘယ်လောက်ဆိုးလဲတော့အတိအကျမသိရသေးဘူးဒါပေမဲ့နိပြအာဒီတာတော်အဲ့ဒါစိုးရင်စရာဖြစ်သွားတာဗောအဲ့ဒီမှာရေးပေါ်ချီနေရမေရီနိုကိုရှေ့တန်းပို့သွင်းလိုက်ရတဲ့သဘောပဲဒါပေမဲ့ဒီလိုအရေးပေါ်ဖြည့်ရှင်းချက်ကအခုမှစတာတော့မဟုတ်ဘူးလို့လည်းစောင်းမှာဖက်ရတယ်နော်မှန်ပါတယ်သူ့ကိုဒီလို force 9လို့တိုက်စစ်နေရမှာတုံးတာကပြီးခဲ့တဲ့ဘောလုံးရာသီ February လလောက်ကလေးကဟုတ်လားဟုတ်တယ်အဲ့တုန်းက Kai Havertz ကပေါင်ချန်တန်ရသွားတယ် Gabriel Jesus ကလည်းဒူးမ ACL တန်ရသွားတယ်လေအသင်းမှာတိုက်စစ်မှုအစ်စ်ကမရှိတလောက်ဖြစ်သွားတာအဲ့တော့ကလည်းအချိန်တွေကတော်တော်ဆူးပါပဲဒါဆိုအဲ့ဒီချိန်တုန်းကတော့ Marino ကအဆင်ပြေပြေကစားနိုင်ခဲ့လားရှင်အဲ့တော့ကလည်းသူအတင်းအသက်အရေးပါတယ်ကိုရီထွန်းပေးခဲ့ပဲဥပမာ Leicester နဲ့ပွဲမှာဆိုငကိုးတောင်သွင်းပြီးအသင်းကိုနိုင်သွဲရအောင်လုပ်ပေးခဲ့တယ်ပြီးတော့ Chelsea တို့ Fulham တို့နဲ့ပွဲတွေမှာတော့ Champions League မှာ Real Madrid နဲ့ကန်တဲ့ပွဲမှာပါသူဂိုးတွေသွင်းခဲ့တယ်ဟုတ်ကဲ့စုစုပေါင်းကိုသွင်းခဲ့တယ်ဆိုတော့ခွင်းလက်လူတယောက်ကအရေးပေါ်တိုက်စစ်နေရရောက်လာပြီးတရားဒီကိုဆိုတာတူတူလေးကောင်းတဲ့ဆွဲဆောင်ရေးပဲနော်နီးပြကတော့သူ့ဘောဘလို့သဘောထားလဲဟုတ်ပါတယ်မရီနိုကိုတဲ့တော့ပြောနေတယ်ကလေးဘွားကလွှဲရင်အသွုံးဘွားမှာအဲ့တော့ကမှတိုက်စစ်မှုပထမဆုံးပြန်ကစားဖူးတာတယ်နီးပြအာဒီတာကတော့သူ့ကိုတော်တော်လေးအတိမပြုတယ်သူ့လိုကစားသမားမျိုးရှိတာအသင်းတော့ကောင်းကျူးတစ်ခုပဲဆိုပြီးပြောတာတယ်သူ့ရဲ့စိတ်သက်ခေါင်းဆောင်မှုအရေးသွေးပြီးတော့အသင်းအကျက်ရိုက်နေချိန်မှာဖြည့်ရှင်းချက်ရှာပေးနိုင်တာတွေကိုချီးကျူးထားတာပေါ့ဂါမီဒါဆိုနင်းနဲ့နီးစနစ်ပိုင်ပတ်လက်ကြည့်အောင်ကွေးလေလူကိုတိုက်စစ်တင်တာကစာရွက်ပေါ်မှာပြောတာဒါလွဲတာတကယ်ကွင်းနဲ့အလို့ဖြစ်ဖို့ကနီးပြကြီးအတွေးခေါ်တွေလို့မှာပဲအာတတာကမာရီနိုရဲ့ဘေးအရေးတွေးတွေကိုကြည့်ပြီးဒီလိုဆုံးဖြတ်ခဲ့တာလဲရှင်အာတတာကတော့ရှင်းပြတယ်မာရီနိုမှာအတိကအားတာချက်နှစ်ခုတူတွေ့တယ်ဟုတ်ကဲ့ဘာရီများလဲတစ်ခုက timing ပေါ့အချိန်ကိုက်နေရယူတာနောက်တစ်ခုက one touch finishing goal area ထဲမှာဘောလုံးရရင်တစ်ချက်ထဲနဲ့ goal ဖြစ်အောင်လုပ်နိုင်တာတစ်ချက်တည်းနဲ့အဆုံးတတ်နိုင်တာဟုတ်တယ်အဲ့ဒါကြောင့်သူ့ကို penalty area နာပိုကပ်ပြီးကစားဖို့တိုက်တွန်းခဲ့တာလို့ဆိုတယ်ဆိုလိုတာကကွင်းလေလူတယောက်ရဲ့ box ထဲကိုအချိန်ကိုက်ပြေးဝင်တဲ့အလေးချကိုတိုက်စစ်မှာအတုံးချလိုက်တဲ့သဘောလားရှင်အဲ့လိုပြောလို့ရတယ်ဗျာပြီးတော့ Arteta ကသူ့ကိုပြိုင်ဖက်ခန်းစစ်ကစားပုံကလိုက်ပေါ်လေသူ့ရဲ့ movement တွေကိုဘယ်လို adjust လုပ်ရမလဲဆိုတော့သင်ပေးခဲ့တယ်ဒါပေမဲ့ဒါကချက်ချင်းကြီးဖြစ်သွားတာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လေးလာမှုတွေလေ့ကျင့်မှုတွေတော်တော်လုပ်ခဲ့ရတယ်လို့ Arteta ကိုယ်တိုင်ကလည်းဝန်ခံထားပါတယ်Marino ဘက်ကတော့ဘယ်လိုသဘောထားလဲရှင်ဒီလိုကိုယ့်ရဲ့ပင်တိုင်နေရမဟုတ်တဲ့နေရာမှာတွားကစားရတဲ့အပေါ်ပါပေါ့သူ့ရဲ့တုံ့ပြန်ပုံကတော့တကယ်အတင်းအတော့စဉ်းစားတဲ့ပုံစံမျိုးပဲသူကမွေးရပါတိုက်ဆွေးမှုမဟုတ်ဘူးဒါသူ့ရဲ့သဘောပိုင်းနေရာမဟုတ်ဘူးဆိုတာသိတယ်လို့ပြောတယ်ဒါပေမဲ့အတင်းကလွားနေတော့ဒီတာဝန်ကိုလက်ခံပြီးအကောင်းမှုစ조사ပေးမယ်ဆိုတဲ့သဘောမျိုးပေါ့သူအဓိကပြောတာကအသင်းရဲ့စူးစီးမှုအသင်းသားတွေကြားကအတွင်းတက်ကတူနေတဲ့မီတက်လို့သူတုံးထားတယ်အဲ့ဒီစိတ်တက်နဲ့အသင်းကိုကူညီတော်မယ်ဆိုတာပဲအသင်းစိတ်တက်ကအဓိကပဲဆိုတာပေါ့နော်
တကယ်တော့သူကဖိအားများတဲ့ပွဲကြီးတွေမှာလိုပြနိုင်တယ်ဆိုတာဖြစ်ခဲ့တဲ့ Euro 2024ကတက်တည်ပြီမဟုတ်လား မိုင်းနာဘောစပိန်ယူရိုချန်ပီယံဖြစ်တော့ကသူကအဓိကကစားသမားပဲလေအထူးသဖြင့်ဂျာမနီနဲ့ quarter final ပွဲ ။အော်အဲ့ပွဲကတော်တော်ကြီးကောင်းခဲ့တာ ဟုတ်တယ်အချင်းပေါ်စနေစိမီနဲ့နီးပါကစားပြီးတော့နောက်ဆုံးပွဲပြီးခါနီမှာသူကအနိုင်ကိုခေါင်းတိုက်တွင်းသွားတာအဲ့ဒါကသူဖိအားအောင်မှာဘလောက်စိတ်တက်မှလဲပွဲအဖြေကိုပြောင်းနိုင်လဲဆိုတာပြသွားတာပဲ ။ဒါကြောင့်လဲအာတီတာကသူ့ကိုပိုပြီးယုံကြည်သွားတာဖြစ်မယ်။ကဲအခုအာဆင်နယ်ရဲ့လက်ရှိအခြေအနေကိုခြုံပြီးပြန်ကြည့်အောင်။မရီနိုတယောက်တည်းကောင်းနေလို့မပြီးသေးဘူး။အသင်းမှာဒဏ်ရာရကစားသမားစင်းကတော်တော်လေးရှည်နေတယ်ကြားတယ် ဟုတ်တယ်ဗျာအထူးသဖြင့်တိုက်စစ်နဲ့ကွင်းလေတိုက်စစ်ပိုင်းမှာတော်တော်လေးထိခိုက်နေတာဗစ်တာဂီယိုကက်စ်ကနားနေရတယ်ပြီးတော့ယာဒီအစားကနေကနားနေရတဲ့ခိုင်ဟာဗယ်ရှိသေးတယ် ။ဟုတ်ကဲ့ တောင်ပန်ဒီမာစင်ဂက်ဘရီယယ်မာတီနယ်လီယောနိုနီမဒုကေယောတန်ရနဲ့လုံးနေရတော့မယ်ပူဆိုးတာကအတင်းခေါင်းဆောင်မာတင်အိုဒဂါကတန်ရရနေတာ ။အိုးဒါတကယ်ကူအကြက်တယ်ပဲ။တိုက်စစ်ဖန်တီးမဲ့သူရောအဆုံးသတ်မဲ့သူရောအဓိကကစားသမားတော်တော်များများတစ်ချိန်တည်းမှာနားနေရတာပဲ။ဒီလိုအခြေအနေမှာနီးပြအတတပဲလို့ရင်ဆိုင်နေလဲရှင်။သူကိုယ်တိုင်ကဖြည့်ရှင်းနည်းတို့ကိုတီထွင်ရမယ်လို့ပြောထားတယ်ဆိုတော့ မရီနိုကိုရှိရင်တုံးတာကအဲ့ဒီတီထွင်မှုရဲ့ထဲကတစ်ခုပေါ့ဗျာအာတီတာပြောဖုံရတော့ဒါကစွန့်စားရတဲ့အဆုံးဖြတ်ချက်ပဲတဲ့ဒါပဲပြီးခဲ့တဲ့ယာတီကအတွေ့အကြုံကောင်းရှိခဲ့တာရဲ့မရီနိုရဲ့ adaptability ကိုယုံကြည်တာရဲ့ကြောင့်ဒီလန်ကိုရွေးလိုက်တာလို့ဆိုတယ်ဟို Slavia Prague ခန်းစစ်ကစားပုံရလေမရီနိုလိုကစားသမားမျိုးလှုပ်ရှားလို့ရမယ် space တွေရှိနိုင်မယ်လို့သူတွက်ထားပုံရတယ် ဒါပဲတကယ်အံ့ဩစရာကောင်းတာလေဒီတော့တန်ရာကြီးပြုံးနေမဲ့အာဆင်နယ်ရဲ့ရလက်တွေကစက်တိုက်ကောင်းနေတော့မယ်ပြိုင်ပွဲဆောင်နောက်ဆုံး10ပွဲစက်တိုက်နိုင်ထားတယ်ဆိုတာတော့ အချက်ကတကယ်ကိုမယုံနိုင်စရာလေဒီ10ပွဲဆက်နိုင်တဲ့ထဲမှာနောက်ဆုံး10ပွဲဆက်တိုက်9တောင်ပြန်မပေးထားဘူး ဟုတ်လား ဟုတ်တယ်အတင်းသမိုင်းမှာ1903ခုနှစ်ကတင်ထားတဲ့ clean sheet စံချိန်ကိုပြမိတာတဲ့အခု Premier League မှာလည်းထိတ်ဆုံးမှာဥဆောင်နေတယ် Carabao Cup မှာလည်း quarter final ကိုရောက်နေပြီ ဒီကချက်တွေကမရင်းတို့ရဲ့အရေးပါမှုတစ်ခုတည်းကိုပြောနေတာမဟုတ်တော့ဘူးเนาะဒါအတင်းတင်းလုံးရဲ့စုစည်းမှုကြံကြံခံနိုင်မှုနီးပြရဲ့အခြေအနေအရစီမံခန့်ခွဲနိုင်စွမ်းပြီးတော့ကစားကွက်စစ်နဲ့ခိုင်မာမှုတို့ကိုပါပြနေတာပဲအဓိကကစားသမားတော်တော်များများမပါနိုင်တာတောင်အသင်းကအရိုက်မသွားဘူး တေချတာပေါ့ဗျာဒါကခေတ်သစ်ဘောလုံးလောကမှာအတင်းတင်းအောင်မြင်ဖို့ဆိုရင်ကစားသမားတဦးချင်းအရေးအသွေးအပြင်အတင်းလိုက် chemistry နီးစင်တဲ့ပိုင်းပြင်ဆင်မှုပြီးတော့အရေးကြီးဆုံးကအတင်းသားတွေရဲ့ mentality ကဘလောက်အရေးပါလဲဆိုတာကိုပြနေတာပဲ ကဲပါရှင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာလေးတွေကိုပြန်ပြီးချုပ်ရရင်တော့အဓိကတော့ကွင်းလေကစားသမားမစ်ကယ်မရီနိုဟာအသင်းရဲ့တိုက်စစ်ပိုင်းဒဏ်ရာပြဿနာတွေကြောင့်မလွဲမရှောင်တာတိုက်စစ်မှုအခန်းကဏ္ဍကိုဝင်ကစားခဲ့ရတယ်အဲ့နေရာအသင်းမှာလည်းသူအောင်မြင်အံဝင်ခွင်ကြဖြစ်ပြီးတော့အသင်းတော့တကယ်အဖိုးတန်တဲ့ကစားသမားဖြစ်လာတယ်ဆိုတာမှာပဲ ဟုတ်တယ်ပါသူ့ရဲ့ဘတ်စုံသုံးနိုင်မှုအသေးအပေါ်ထားတဲ့စေတနာပြီးတော့အကောင်းမြင်စေတဲ့ဒီပေါ့ဒါတွေက Gyökeres တို့ Havertz တို့ Martinelli တို့ Odegaard တို့လိုအဓိကကစားသမားများကြီးတပြိုင်တည်းတန်ရာရနေတဲ့စိန်ခေါ်မှုကိုအာဆင်နယ်ကြော်ဖြတ်နိုင်ဖို့အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့တယ်လို့ပြောနိုင်ပါတယ်ဗျ နောက်ဆုံးအနေနဲ့လေဒီချင်းနေနဲ့ကျမတို့စဉ်းစားစရာလေတခုထုတ်နှုံလို့ရနိုင်မှာမလားတစ်ဖက်မှာမရီနိုလိုသူပင်နိုင်နေရမှာဟောက်ဖဲအရေးပေါ်ဝင်ကစားရတဲ့သူကအသင်းတို့အရေးပါတဲ့အခန်းကဏ္ဍကလေးပေါင်းဝင်ပြီးအောင်မြင်နေတယ် ဟုတ်ကဲ့ နောက်တစ်ဖက်မှာကျတော့အသင်းက Victor Gyökeres လိုတိုက်စစ်မှုစစ်တနေရတဲ့အထူးပြုကစားသမားတွေကိုငွေပုံအောက်ပြီးခေါ်ထားတယ်ပေါ့နော် အဲ့ဒါကအစိတ်ဝင်စားစရာမေကွန်းတစ်ခုပဲဗျခေတ်သစ်ဘောလုံးမှာကစားသမားခေါ်ယူရင်းနဲ့အတင်းတီဆောက်တဲ့အခါဘယ်ဟာကပိုအရေးကြီးလဲပေါ့ကစားသမားတစ်ယောက်ရဲ့ဘတ်စုံသုံးနိုင်မှု versatility လားဒါမှမဟုတ်တီးတန့်တနေရတဲ့အထူးပြုကျွမ်းကျင်မှု specialization လား ဟုတ်ကဲ့ တနည်းပြောရင်အတင်းအောင်မြင်ဖို့မရီနိုလိုဘာနေရမဆိုးဝင်ကစားနိုင်တဲ့သူတွေရဲ့တန်ဖိုးကပိုကြီးလာနေပြီလားဒါမှမဟုတ် Gyökeres လို specialist တွေကပဲအဆုံးဖြတ်ပေးနေဦးမလားဆိုတာပေါ့ ဒါကတော့ဆက်ပြီးဆုံးကြည့်ရမယ့်အချက်ပဲထင်ပါမှာရှင်အသင်းရဲ့လိုအပ်ချက်ပြိုင်ဘက်အခြေအနေကစားသမားကြံ့ခိုင်မှုတွေပေါ်မူတည်ပြီးနီးပြတွေကဒီ versatility နဲ့ specialization ကြားက balance ကိုငယ်တန်းရှာနေရမှာပဲเนาะမရီနိုရဲ့အခုအောင်မြင်မှုကတော့ versatile player တွေရဲ့တန်ဖိုးကိုပိုပြီးမြင့်တာစီခဲတာတော့အမှားမှာပဲ ဟုတ်ပါတယ်ဒီပေါ်မှာဆက်ပြီးတော့ငင်းခုန်စရာတွေဆွေးနွေးစရာတွေရှိနေဦးမှာတေးကြပါတယ်ဗျာ ဒီနေ့တော့ဒီလောက်နဲ့ပဲရနလိုက်ပါစေရှင်ဒီအကြောင်းအရာကိုစိတ်ဝင်တစားနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်